ချိန်ကမနက်၄နာရီရှိပြီခိုင်းဆိုတာကျွန်တော်အိမ်နေကြချိန်ဆိုတော့ဒီနေ့ရောထူးကြကျွန်တော်ခီးတော့ဖို့စီစဉ်ရှိရယ်ဒါမောင်နှမရဲ့ညီကိုတွေအကုန်လုံးအားလုံးပေါင်းရောင်း20လောက်ရှိရယ်ဆိုကျွန်တော် expert ကတစ်စီးလုံးငှားရတယ်အဲ့တော့ကျွန်တော်တို့ကမောက်ကမဖြစ်ပြီးတော့ပြောဖို့ကောင်းလဲဆိုတာစကြည့်လိုက်ရအောင်ကျွန်တော်ငါရတာ mini bus လေးပေါ့ mini bus က24ရောက်ဆန်တယ်ဆိုတော့ကျွန်တော်လူတွေက20ကျော်လောက်ပဲရှိတယ်ကားထွက်တော့မှဆိုတော့ကျွန်တော်တက်လိုက်တော့ကျွန်တော်တို့10မိုင်ကောင်းရောက်နေရောဒါကျွန်တော်အခုဘကိုးလမ်းမကြီးကကျွန်တော်သွားတယ်အခု10မိုင်ကောင်းရောက်တယ်အကြောင်းကမှကျွန်တော်ဘကိုးမြို့နယ်ရောက်တော့မယ်အဲ့ဒါနဲ့တစ်စင်ကျွန်တော်ကြိုက်ထူသွားမယ်အခုကကျွန်တော်ပြောမှဆိုရင်လမ်းတစ်ဝက်ရောက်နေပြီလို့ပြောလို့ရတယ်တိတ်မကြတော့ပါဘူး9နိုင်10နိုင်လောက်ဆိုရင်တော့တေချာပေါင်းရောက်တော့မယ်လို့ကျွန်တော်ထင်တယ်အခုကျွန်တော်ကားပေါ်မှာအိတ်တဲ့လူကအိတ်မုတ်စားတဲ့လူကစားနဲ့ပြောဖို့တော့ကောင်းတာပေါ့ဗျာသိရမလားမိသားစုနဲ့သွားရဲဆိုတော့ကျွန်တော်ခုရောက်ရှိနေတာဘကိုးမျိုးရဲ့ဘကိုးမျိုးရဲ့မှာပေါ့ဘကိုးမျိုးရဲ့မင်းကြီးကြိုက်စားတော့ဆိုင်မှာပေါ့ဆိုတော့ကျွန်တော်တော့ဆွဲလိုက်အောင်မယ်ဆိုတော့ကိုယ်ဘာစားမလဲမသိထမောကြီးတော်ရည်အမေတက်ကြော်ဝဲနေရပေါ့တက်ကြော်ဖားကြော်ငါးကြော်ပေးကြော်ကိုရဖားရူဝေးစားမယ်ကျောင်းဟောပိုင်းတယ်ဟာ不要急，不要急。他做了去了我好了看你够容易အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ဘတ်တူးမှာစစ်တေးကြမယ်